အသိဆိုတာပြောင်းလဲလို့မရနိုင်ပါဘူးအထင်မြင်တွေကတကယ်ဘဝကိုတက်ရောက်မှုမရှိပါဘူးလူတွေရဲ့ဘဝချိုးအကွေ့တွေဟာမတူညီကြပါဘူးကိစ္စတွေအကုန်လုံးကအချိန်တစ်ခုကြာရင်ပုံမကောင်းလာကြပါတယ်တစုံတစ်ယောက်ကိုဝေဖန်တဲ့ပုံစံဟာတင့်ရဲ့ပုံစံအမှန်ဖြစ်ပါတယ်အတွေးလွန်ခြင်းကဝမ်းနည်းခြင်းကိုပဲဥတည်သွားပါတယ်ပျော်ရွှင်မှုကိုရှာရင်တင့်စီမှာပဲတင်ရှာတွေ့မှာဖြစ်ပါတယ်အပြုသဘောဆောင်တဲ့အတွေးတွေကအပြုသဘောဆောင်တဲ့အရာများကိုဖန်တီးပေးပါတယ်အပြုံးတွေဟာကူးဆက်လွယ်ပါတယ်ကျင်နာမှုတွေဟာပတ်စံမကုန်ပဲပေးလို့ရတဲ့အရာတွေဖြစ်ပါတယ်တင်အရှုံးပေးလိုက်မှသာကြရှုံးသွားတာပါ